လွယ်တဲ့ကောင်းပါလေးစိတ်ကောက်လွယ်တဲ့ကောင်းပါလေးရှိလားအဲ့ဆိုဒါလေးနားထောင်တော့ညာပါခုပြောပြချင်တာကတော့စိတ်ဆိုးလွယ်တဲ့ main ကလေးတွေအကျင့်စရာ၄ခုကိုပြောပြချင်တယ်စိတ်ဆိုးလွယ်တဲ့ main ကလေးတွေတဲ့အလွယ်တကူစိတ်ဆိုးတတ်ပြီနားလည်ပြီးတဲ့သူတို့ရဲ့စိတ်ထဲမှာအလွယ်တကူနားလည်ပြီးတဲ့နောက်နံပါတ်2အချက်ကကြတော့သူတို့ကကိစ္စတစ်ခုပေါ်မှာဘလောက်ပဲဒေါသထွက်နေ sorry ပါလို့စိတ်ရင်းလေးနဲ့စာလေးတစ်စောင်းပဲဖြစ်ဖြစ်စကားလေးပဲဖြစ်ဖြစ်ပြောလိုက်လို့ရှိရင်လွယ်တကူခွင့်လွှတ်ပေးတတ်ကြတယ်နံပါတ်3ကကြတော့အရန်စွာတယ်စိတ်ဆိုးတက်တဲ့ main ကလေးတွေကဒါပေမဲ့လို့သူတို့ရဲ့စိတ်ထားတွေကအရန်ကောင်းပါတယ်စိတ်ထားတွေကအရန်ကိုမြင်မြန်သိမ့်လို့ရအောင်ပြရမယ်တဲ့အဲ့လိုမျိုးလေးရှိလာရင်နံပါတ်4ချက်ကကြတော့ဒေါသထွက်နေတဲ့အချိန်မှာမလို့စပယ်စကားလေးကိုပြောလိုက်တယ်ဒါပေမဲ့လို့ကိုယ်စိတ်ထဲမှာကြတော့ငါပြောလိုက်တာမှားများသွားတာလားငါဒီလိုမျိုးမပြောသင့်ဘူးငါသူ့ကိုပြောလိုက်မိတာအရန်မှားသွားပြီဆိုပြီးတော့ကိုတောင်းတာတွေရတယ်ပြင်ပြီးတော့တောင်းပန်တတ်တယ်အဲ့လိုစိတ်ကလေးတွေရှိကြတယ်တဲ့ကောင်းပါလိမ့်ကိုဒီချာဆက်စစ်ကြည့်ပါဦး